သမ အားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အယိုးပွားယောဂဖြစ်နေရင်ဘယ်လိုအစားအစာတွေကိုရှောင်ရှားရမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အယိုးပွားရည်ဆိုတာကအသက်အရွယ်ကြီးလာသူတွေမှာတော်တော်များများခံစားနေကြရတဲ့ကျန်းမာရေးပြဿနာပဲဖြစ်ပါတယ်အသက်အရွယ်ကြီးလာတာနဲ့အမျှအယိုးတွေရဲ့သိပ်သီးစားတွေကလည်းနည်းလာပြီးတော့အယိုးပွားလာခြင်းဖြစ်ပါတယ်ဒီလိုအယိုးပွားလာတာကိုဂရုစိုက်ဖို့အစားအသောက်တွေကလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်ဒီတော့ဘလို့အစားအစာတွေကိုရှောင်ကျဉ်သင့်လဲဆိုတဲ့အကြောင်းအရာတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဟင်းချက်ရမှာအသုံးပြုတဲ့စားပဲဖြစ်ပါတယ်စားအများကြီးစားတာကကျန်းမာရေးအတွက်မကောင်းသလိုအယိုးပွားနေတဲ့သူတွေအတွက်လည်းမသင့်တော်ပါဘူးစားအများကြီးစားတာကအယိုးတွေအတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်ကိုဆုံးရှုံးမှုများစေပါတယ်စားအစာများတွေမှာကယ်လ်ဆီယမ်ဆုံးရှုံးမှုကလည်းမနည်းတာကြောင့်အယိုးပွားနေသူတွေအနေနဲ့စားကိုလျှော့စားသင့်ပါတယ်နောက်တစ်ခုကတော့စီကြော်စာတွေပဲဖြစ်ပါတယ်စီကြော်စာတွေကစားရတာအရသာရှိပါတယ်ဒါပေမဲ့အယိုးပွားနေတဲ့သူတွေအတွက်ကတော့စားဖို့မသင့်တော်ပါဘူးစီကြော်စာတွေကသွေးရည်အဆီကိုများစေသလိုအယိုးပွားတာကြောင့်နာကျင်မှုကိုပိုတိုးစေပါတယ်နောက်တစ်ခုကတော့အယ်ကိုဟောဖြစ်ပါတယ်အယ်ကိုဟောကကျန်းမာရေးအတွက်မကောင်းပါဘူးအယိုးပွားနေသူတွေအတွက်လည်းအယ်ကိုဟောကအခြေအနေကိုပိုပြီးမှဆိုးစေနိုင်ပါတယ်နောက်တစ်ခုကတော့ organic မဟုတ်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ပိုးသက်ဆေးတွေအခုနောက်ပိုင်းမှာအစားအစာတွေမှာပိုးသက်ဆေးတွေများလာသလိုစိုက်ပျိုးမှုတိုင်းကလည်းပိုးသက်ဆေးတွေကိုအများပြားသုံးလာကြပါတယ်။တကယ်ကဒီလိုပိုးသက်ဆေးတွေသုံးထားတဲ့သတိတွေဟင်းသီးရွက်တွေကအယုတ်သိပ်သီးစာကိုရောကြစေပါတယ်။နောက်တစ်ခုကတော့ပေါင်မို့အဖြူပဲဖြစ်ပါတယ်။တန့်စင်ထားတဲ့ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေကမသိတော့ပါဘူး။ဒီလိုစားစာတွေကအယိုးပွားတာတွေကိုပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့်တန့်စင်ထားတဲ့ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေစားဂျုံချမ်းပေါင်မို့ကိုရွေးချယ်စားပေးပါ။နောက်တစ်ခုကတော့တခြားပဲဖြစ်ပါတယ်။တခြားကိုပဲမစားရတာမဟုတ်ပါဘူး။အချိုးတက်ခဲ့တဲ့အစားအစာတွေကိုပါမစားရမှာဖြစ်ပါတယ်။ဥပမာကုကီကိတ်မုတ်တွေလိုမျိုးအချိုးကဲတဲ့အစားအစာတွေအချိုရည်တွေဒါတွေကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ဒီလိုစားစာတွေကအယိုးပွားတာကိုပို့ပြီးတော့မှဆိုးရွားလာစေနိုင်ပါတယ်။တခြားအစားအချိုးတက်ပြည့်စေဖို့သဘာဝအချိုရည်ဖြစ်တဲ့တတိအချိုရည်နဲ့ပြားရည်လိုမျိုးအရာတွေကိုစားပေးလို့ရပါတယ်။ဒါကတော့အယိုးပွားနေရင်ဘလို့စားစာတွေကိုရှောင်ရှားရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျန်းမာရေးပိုးသုတအနေနဲ့ပြပြပေးခဲ့ရပြီဖြစ်ပါတယ်ရှင်။အခုလိုမျိုးအကျိုးရှိစေမယ့်ကျန်းမာရေးပိုးသုတလေးတွေကိုဆက်စပ်မပြတ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒီတော့ဆက်စောင့်ကြည့်အားပေးကြဖို့မမေ့ကြပါနဲ့ဦးရှင်။ပရိသတ်များအားလုံးလည်းယောဂဗျာတွေကင်းဝေးပြီးတော့တာယာပရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။